တေဦးဆိုင်ကြီးရွှေခိုးကိုတေဦးဆိုင်မှာဟာတိုက်တွေဖြိုးနေပြီနော်ပိုက်လုံးမဲ့တွေကျန်နေရဇာတ်တိုင်းအနေချင်းကျွန်တော်စိတ်ရအောင်ပိုက်လုံးဟိုမှာလေးဟုံထူးလေသူလောင်ငယ်သားယုံတွေဦးစားပေးဆိုလောင်ငယ်သားယုံတွေဦးစားပေးဆိုကျန်လေးပိုက်လုံးမဲ့ကျန်လေးပိုက်လုံးမဲ့ကျန်လေးဇာတ်တိုင်းအနေချင်းနဲ့ကျန်သေးတယ်ဒါဟုံထူးလားမသိဘူးဟုံထူးပါလားကျန်သေးရဲ့တိုက်ရကျန်သေးရဲ့ဘာမှမရှိပါဘူးလမ်းမှာတေးဆိုင်တွေပဲရှိခိုးကမှာတိုက်တွေကိုအမြောက်နဲ့ပြစ်ဖြုံနေပါပြီလို့ခုနအမြောက်တန်တစ်ချက်ထုလိုက်ပါပြီရှိခိုးကမှာလောလောဆယ်အခြေအနေမကောင်းပါဘူးတိုင်းပြည်တော့မဟုတ်ပါဘူးစီးပွားရေးပါ